အားလုံးပဲမင်္ဂလာပါကိုဝေ share တွေမှာပြန်လဲကြိုဆိုပါတယ်ဖုန်းသုံးနေရင်လည်းကြော်ညာတွေတက်လို့စိတ်ညစ်နေပြီလားဒါဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါအရန်လွယ်ကူတဲ့နီလန်တစ်ခုရှိပါတယ်ကဲအခုပဲဖုန်းဆက်တဲ့နယ်ကိုသွားပြီးတော့ကြည့်လိုက်ကြရအောင်โอเคဖုန်းဆက်တဲ့နယ်ကိုသွားမယ်ဖုန်းဆက်တင်ကိုနှိပ်လိုက်မယ်တဲ့နှိပ်ဝင်ဆက်တင်ရဲ့စက်ဘာမှာကိုကဲ ADL လို့ရိုက်ချလိုက်ပါGOOGNE ကိုကဲ ADL လို့ရိုက်ချလိုက်ပါโอเคရိုက်ချလိုက်ပြီဆိုရင်အမှအောက်မှာ ADS ဆိုတာတွေ့လိမ့်မယ်အဲ့ဒါနှိပ်ဝင်လိုက်ပါနှိပ်ဝင်ရင်အမှနောက်ထပ်အောက်နားလေးမှာအမှ ADS ဆိုတဲ့နေရာလေးရှိပါတယ်အဲ့ဒီ ADS ဆိုတဲ့ထဲကိုထပ်ဝင်မယ်ဝင်သွားလို့ရှိရင်ဒီမှာလူကြီးမင်းတို့ကကြတော့ဒီနောက်မှာ can you validation ID ဆိုတာဒါလူကြီးမင်းတို့ရှိမှာဆိုလို့ရှိရင်ပထမဆုံးနေရာမှာဒီပုံစံမျိုးမြင်နေရလိမ့်မယ်အဲ့ဒီအမှ reset validation ID ရယ် delete validation ID ရယ်အဲ့ဒါမှာ delete validation ID ဆိုတဲ့ဟာကိုနှိပ်သွားလို့ရှိရင် delete ပြောမှဆိုကြော်ညာ ID ကိုဖျက်လိုက်တဲ့အတွက်ကြောင့်မလို့ကြော်ညာတွေမဝင်တော့ပါဘူးโอเคအားလုံးပဲအဆင်ပြေကြမယ်လို့ညွှန်လင်းပါတယ်ကျွန်တော်နာမည်ကိုဝေပါအားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်နောက်ထပ်ကြည့်ကျင်တာလေးရှိလို့ရှင်လဲ comment မှာမှန်ပြီးတော့ရေးသွားနိုင်ပါတယ်